တာချီလေးရဲ့မိုးရစီမှာဟိမ်းမျိုးအောင်သူတရားမာလာတက်ချွတ်တက်နေလို့မာလာထန်လေးသွားပြီးစားခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့မာလာတက်ချွတ်တက်နေတဲ့တငယ်ချင်းတွေအတွက်လည်းမိုးချီမာလာဟောက်ဆိုင်လေးစီကိုဟိမ်းမျိုးခေါ်အားပေးပါမယ်ခင်ဗျာလာမယ့်6လပိုင်း15 16 19မှာ 10% discount အပြင်အခုဗီဒီယိုကိုအဆုံးထိကြည့်ရတငယ်ချင်းတွေအတွက်လည်းအထူးလက်ဆောင်လေးရှိသေးရကြောင်းအဆုံးထိကြည့်လိုက်တော့နော်စိုင်းတီနီယာလေးကတော့ဖုန်းလို့လမ်းပေါ်မေးလေးကိုပိုင်ကြောင်းအကြောင်းလမ်းကြားတဲ့ကိုဝင်ခဲ့ရမှာဖြစ်ပြီး UVN အမိုက်ခုံရုံမျက်စောင်းထိုးလေးမှာရှိပါတယ်ခင်ဗျာဆိုင်ဖွင့်ချိန်ကတော့မနက်10:00နာရီကနေည9:00နာရီခွဲထိဖွင့်ပါတယ်သူ့ဆိုင်မှာက grand chain နဲ့လည်းဝယ်လို့ရပြီးအရွက်100 gram ဆိုရင်25ဘတ်အသား100 gram ဆို48ဘတ်ပင်လယ်စာ100 gram ဆို55ဘတ်နဲ့ဟင်းရည်ဘိုးကို30ဘတ်ကနေစတွက်ပေးပါတယ်ခင်ဗျာပွဲလိုက်လဲဝယ်စားလို့ရပြီးတော့120ရာနေည20ဝန်းကျင်ရှိပါတယ်ဟင်းမျိုးကတော့မာလာထန်းမာလာပတ်မာလာရှမ်းကောဖတ်ထုတ်မာလာကြက်ချောက်မာလာတို့ကိုမစားကြည့်ခဲ့ပါတယ်ခင်ဗျာအရင်ဆုံးအနက်နဲ့တအားဆွဲဆောင်နေတဲ့မာလာထန်းကိုအရင်ဆုံးစားကြည့်ပါမယ်ဟင်းရည်ရတာကချိုးစိမ်လေးနဲ့အသားတွေကိုလည်းရတာတွေစိတ်ဝင်နေပြီးတော့စားရတာတော်တော်လေးကိုအရသာရှိပါတယ်ဘဲသွေးကတော့မာလာထန်းနဲ့အလိုက်ဆုံးပဲ cheese ball လေးကိုကိုက်ပြီးစားရတာလည်းခံစားမှုတစ်မျိုးလေးစားလို့ကောင်းပါတယ်ခင်ဗျာပဲလိတ်လေးကိုမာလာထန်းဟင်းရည်ပူပူလေးထဲမှာစိမ်ပြီးစားရတာကတော်တော်လေးကိုအရသာရှိပါတယ်အီတုံမာလာခောက်ဆွဲဖက်လေးတွေလည်းတော်တော်ကိုကြိုက်ပါတယ်ခင်ဗျာမာလာပန်းကအတော့ပုံစံမျိုးလေးဖြစ်ပြီးတော့ဟင်းရည်နဲ့မကြိုက်ဘူးဆိုရင်သူ့ကိုရွေးလို့ရတယ်မာလာအရသာလည်းအရင်ကြီးမများလို့မာလာမကြိုက်တဲ့သူတွေလည်းရွေးချယ်လို့ရတယ်ဒီနေရာမှာသတိပေးစရာတစ်ခုရှိပါတယ်အဆက်မစားနိုင်ရင်အဆက်ကိုရှော့ခိုင်းပေးပါခင်ဗျာမာလာရှန်ကောကိုတော့ပင်လယ်စာနဲ့မှာထားပါတယ်ခောက်ဆွဲသားကအနေရော်လေးနဲ့မာလာရတာကလည်းအနေရော်လေးပင်လယ်စာနဲ့မှာထားဆိုတော့မာလာရှန်ကောနဲ့လိုက်ဖက်ပြီးတော်တော်လေးစားလို့ကောင်းပါတယ်ခင်ဗျာဖတ်ထုတ်မာလာလေးလည်းစားကြည့်မယ်အတွင်းထဲမှာအသားတွေပြည့်နေပြီးတော့မာလာရတာထုံဆက်လေးနဲ့စားရတာအရသာရှိတယ်ကျက်ချောက်မာလာလေးကမာလာရတာထုံဆက်လေးနဲ့ကျက်ချောက်ကလည်းမမကြီးဖြစ်မနေပဲနဲ့ဝါရတာတော်တော်လေးကောင်းတယ်ထမင်းပြူလေးနဲ့စားလိုက်ရင်လုံးဝကိုနိဗ္ဗာန်ပုံပဲကျွန်တော်တောက်နေတဲ့ဆိုင်ရဲ့ signature lemon tea လေးဆိုရင်လည်းအဆက်ပြေအေးပြေတောက်ရတာ fresh ပြစ်ပြီးတော့လန်းဆန်းသွားရလို့ခံစားရပါတယ်ခင်ဗျာဆိုတော့မာလာရတာကောင်းကောင်းလေးစားခြင်းနဲ့ဆိုရင်မိုးချီမာလာဟောက်ဆိုင်လေးကိုသွားစားကြည့်ဖို့ recommend လုပ်ပါတယ်ခင်ဗျာလာမယ့်6လပိုင်း15 16 19 3ရက်တိုင်တိုင်း 10% discount promotion ရှိတဲ့အပြင်ဟိမ်းမျိုးရဲ့တငယ်ချင်းတွေအတွက်လည်းအခု video လေးကို like and share လုပ် comment မှာ second show ကိုမှတ်တာနဲ့ထပ်ဆောင် 5% discount စုစုပေါင်း 50% discount နဲ့ key chain လေးတစ်ခုလည်းလက်ဆောင်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာအပြင်900ဘတ်ကျော်တာနဲ့ဟိမ်းမျိုးတောက်နေတဲ့ lemon tea တစ်ခွက်လည်းလက်ဆောင်ရအောင်မှာဖြစ်ပါတယ်15 16တော့မနက်10:00နာရီကနေဆိုင်စားပွင့်မှာဖြစ်ပြီးတော့19ရက်နေ့တော့နေ့လယ်10:00နာရီမှာဆိုင်စားပွင့်မှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ promotion ရဲ့အမီမြန်မြန်လေးမာလာတက်သွားဖြစ်လိုက်တော့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတတ်တာ